လမ်းဘေးမှာအဲ့ဒီအမျိုးသမီးကိုယောက်ျားလေးကခိတ္တမြငေးကြည့်နေမိတာကိုသူ့အမေကချက်ချင်းရိပ်မိသွားတယ်နောက်တနေ့မှာတော့အမျိုးသမီးကဝက်ဦးချောင်းကင်ဆိုင်လေးဖွင့်ပြီးရောင်းနေတော့ရုတ်တရက်တက်တော်ဆောင်တစုရောက်လာပြီးတေချာအောင်စစ်မေးတယ်သူတို့ရှာနေတဲ့သူဟုံမှန်းလဲတီရောအမျိုးသမီးကိုတန်းခေါ်သွားကြတော့တာပဲသူထေးသားရဲ့အိမ်ကိုရောက်တဲ့အခါသူ့အမေကငါသားကဘယ်မိန်းကလေးကိုမှစိတ်မဝင်စားခဲ့ဘူးလို့ပြောလိုက်တယ်မျိုးသမီးလည်းအဲ့ဒါကိုကြားပြီးနည်းနည်းတော့လန့်သွားတာပေါ့အမေဖြစ်သူကဆက်ပြီးခဲ့တဲ့အပတ်ကညီကိုသူကြည့်နေတဲ့အချိန်ကတခြားမိန်းကလေးတွေကိုကြည့်တာထက်အများကြီးပိုကြတယ်လို့ပြောတယ်အမျိုးသမီးလည်းဘာကိုဆိုလိုမှန်းသဘောပေါက်သွားပြီးကျမကစီးစနစ်ရှိတဲ့မိန်းကလေးပါလို့ပြန်ပြောလိုက်တာပေါ့ဒါနဲ့သူ့အမေကငါသားကိုရအောင်လိုက်ခဲ့ရင်ရွှေ30တန်းပေးမယ်လို့ကန့်လန့်လိုက်တဲ့အခါမှာတော့အမြကိုသမီးတယောက်ချက်ချင်းပဲသဘောတူလိုက်ပါတော့တယ်နောက်တနေ့မှာတော့အမျိုးသမီးဟာရီးစားရစရာနီလန်းတွေကိုအသေးချာလေးလာပြီးတထေးသားဘလို့မိန်းကလေးမျိုးကိုကြိုက်တက်လဲဆိုတာစဉ်းစားရင်းအဝတ်စားတွေကိုတေးသေးချာချာရွေးချယ်ပါတော့တယ်သူ့ခန်းဖော်ကနင်းအဲ့ဒီလူကိုလိုက်မလို့လားလို့မေးပြီးခြေဆုံးကောင်းဆုံးကြည့်ကမဖြစ်နိုင်တာလို့ပြောလိုက်တယ်ဒါပေမဲ့အမျိုးသမီးကတော့ငါကအနည်းဆုံးတော့ကျောင်းဝင်းတစ်ခုလုံးမှာအလှဆုံးပဲတေချာပေါက်အောင်မြင်ရမယ်လို့ကိုယုံကြည်နေခဲ့တာပေါ့ညနေပိုင်းမှာတော့ယောက်ျားလေးကဘတ်စကတ်ဘောကွင်းမှာဘောလုံးကစားနေတယ်အမျိုးသမီးကတော့သူ့အနားနာမှာဝက်ဦးချောင်းကင်ဆိုင်တော့ဖွင့်ထားလိုက်တာပေါ့ယောက်ျားလေးကကစားရင်းနဲ့အဲ့ဒီဆိုင်လေးကိုလှမ်းမြင်သွားတယ်အမျိုးသမီးကလည်းမိမပြူလို့ရဲ့ဆွဲဆောင်မှုတွေကိုထုတ်ပြရင်းသူငါ့ကိုလာပိုးတော့မှာပဲဆိုပြီးစိတ်ကူးရင်နေတဲ့အချိန်မှာပဲဝက်ဦးချောင်းနှစ်ချောင်းပေးပါလို့ယောက်ျားလေးကပြောလိုက်တယ်အမျိုးသမီးကဝက်ဦးချောင်းတွေကမ်းပေးလိုက်ပေမဲ့မထင်မှတ်ထားစွာပဲယောက်ျားလေးရဲ့မျက်လုံးတွေကဝက်ဦးချောင်းတွေစီမှာပဲရှိနေခဲ့တယ်အမျိုးသမီးကအကိုလူပြိုပဲလားဟင်လို့မေးတော့သူကကျွန်တော်မိန်းကလေးတွေကိုစိတ်မဝင်စားဘူးလို့ပြန်ပြောတယ်အမျိုးသမီးလည်းစင်ကြေတစ်ခုပေးပြီးဝက်ချက်အကောင့်ချင်းအပ်ဖို့အတွက်ကျူအားကုတ်စက်ကင်ဖတ်ခိုင်းလိုက်တာမှားပြီးငွေပေးချေရမယ့်ကုတ်ကိုပြမိသွားတယ်အဲ့ဒီအချိန်မှာပဲယောက်ျားလေးရဲ့လက်ထောက်ရောက်လာတာမို့သူကလှည့်ထွက်သွားပါတော့တယ်အမျိုးသမီးကလည်းလက်မလျှော့ပဲကားမောင်းပြီးနောက်ကလိုက်သွားတယ်ကားမှန်တကားကိုခောက်ပြီးကားပေါ်လိုက်ပါစီးနှင်းခွင့်ရအောင်စင်ကြေတစ်ခုပေးလိုက်တာပေါ့ယောက်ျားလေးကကားပေါ်တက်ခွင့်ပြုပေမဲ့အနားကိုတော့အကက်မခံပါဘူးကားပေါ်ရောက်တာနဲ့သူကကားနောက်ခန်းကမှန်ကားကိုချက်ချင်းချလိုက်ပြီးစကားမပြောနဲ့လို့လှမ်းပိတ်လိုက်တယ်အမျိုးသမီးလည်းစိတ်ထဲကနေရွှင်30တန်းသာမရရင်နင့်ကိုလုံးဝလိုက်ပိုးမှာမဟုတ်ဘူးလို့တွေးပြီးကြိတ်မနိုင်ခဲမရဖြစ်နေပါတော့တယ်